ဒီနှစ်မှာအိုးပိုင်အိမ်ပိုင်တေချာပေါက်ရရှိစေမဲ့နေ့နဲ့၄ခုဆရာပြောပြပေးမယ်နော်ဒီအခုဆိုရင်မြန်မာနှစ်သစ်1388ခုနှစ်ကိုရောက်ရှိလာပြီဆရာတို့အခုရောက်နေတဲ့နှစ်ထဲမှာနော်ဒါဆရာတို့လူရယ်လို့ဖြစ်လာရင်ကိုအိမ်ကိုခြံကိုဝင်းကိုတိုက်ကိုကားနဲ့နေကြကြရကြီးပဲအဲ့တော့ရည်ရွယ်ချက်ရှိရဲ့ဒီနေ့နဲ့နေ့ထဲမှာဒီရည်ရွယ်ချက်ရှိရဆိုရင်တေချာပေါက်ရလိမ့်မယ်ဒီမြန်မာနှစ်သစ်ထဲမှာနော်မြန်မာနှစ်သစ်ထဲမှာအိုးပိုင်အိမ်ပိုင်နော်အိုးပိုင်အိမ်ပိုင်တေချာပေါက်ရရှိမဲ့နေ့နဲ့၄ခုဆရာပြောပြပေးမယ်တနင်္ဂနွေရဲ့တောက်ကြရဲ့ဗုဒ္ဓဟူးရဲ့အင်္ဂါရဲ့ဒီနေ့နဲ့၄ခုခုလာမဲ့မြန်မာနှစ်သစ်နော်အခုမြန်မာနှစ်သစ်ထဲကိုရောက်ပြီး1388ခုနှစ်ထဲမှာအိုးပိုင်အိမ်ပိုင်ရလိမ့်မယ်အိမ်ချမ်းမီဝင်လိမ့်မယ်ရလိမ့်မယ်ပိုင်ဆိုင်ရလိမ့်မယ်နော်အဲ့တော့ဒီနေ့နဲ့၄ခုကတေချာပေါက်ပိုင်ဆိုင်ခြင်းနဲ့ဆိုရင်ဆရာတို့မြတ်စွာဘုရားမှာနော်စမူစာနော်စမူစာလေးတွေရောင်းတယ်လက်ဖေးတိုင်းမှာလည်းရောင်းတယ်အပြင်မှာလည်းရောင်းတယ်စမူစာ၅ခုကိုမြတ်စွာဘုရားမှာကတ်လူပြီးတော့ဆူတောင်းနော်တေချာပေါက်အိုးပိုင်အိမ်ပိုင်နေရလိမ့်မယ်အိမ်ငါးဘွားနဲ့နေရတဲ့သူတွေလည်းအိမ်ငါးဘွားကနေလွတ်သွားပြီးတော့ကိုယ့်အိမ်ကိုယ့်ခြံကိုယ်ဝင်းလေးနဲ့ဖြစ်သွားလိမ့်မယ်နော်ခြီတွေပေါက်ပြီးတော့လည်းဝယ်နိုင်သွားလိမ့်မယ်စီးပွားရေးတွေကောင်းပြီးတော့လည်းဝယ်နိုင်သွားလိမ့်မယ်အမွေတွေရပြီးတော့လည်းဝယ်နိုင်သွားလိမ့်မယ်ဆရာပြောတဲ့ရတရားလေးကိုယုံကြည်နဲ့ဒါတေချာလုပ်ပါဆရာကိုယ်တိုင်လည်းဒီရတရားလုပ်ပြီးတော့အိုးပိုင်အိမ်ပိုင်ကိုရရှိခဲ့တာဖြစ်ပါတယ်ကဲခုနှစ်ရက်သားသမီးအားလုံးအဆင်ပြေကြပါစေ